အစီမှာပျော်ဝင်တဲ့ဗီတာမင်တွေထဲကနောက်ဆုံးတစ်ခုဖြစ်တဲ့ဗီတာမင် K အကြောင်းကိုပြည့်စုံရှင်းပြပေးပါမယ်။ဗီတာမင် K ကိုဆေးပညာအရ The Clotting Vitamin သွေးခဲစေသောဗီတာမင်လို့ခေါ်ကြပါတယ်။ဗီတာမင် K ရဲ့အဓိကတာဝန်တွေကနံပါတ်1သွေးခဲခြင်း blood clotting ပါဗီတာမင် K ရဲ့အဓိကအကျဆုံးအလုပ်ပါကျွန်တော်တို့ထိခိုက်ရှင်တာဖြစ်တဲ့အခါသွေးမတိတ်ပဲဖြစ်မနေအောင်သွေးခဲစေတဲ့ပရိုတင်းဓာတ်တွေကိုဗီတာမင် K ကအသက်သွင်းပေးပါတယ်။အရိုးကျန်းမာရေးမှာလည်းဗီတာမင် D နဲ့အတူတွဲပြီးအရိုးတွေကိုတန်မာစေပါတယ်။ကယ်လ်ဆီယမ်ဓာတ်တွေကိုအရိုးထဲရောက်အောင်ပို့ဆောင်ပေးတဲ့တာဝန်ကိုယူထားတာပါ။နှလုံးကျန်းမာရေးအတွက်ကတော့သွေးကြောတွေထဲမှာကယ်လ်ဆီယမ်ဓာတ်တွေစုပုံပြီးသွေးကြောမာတာမျိုးမဖြစ်အောင်တားဆီးပေးပါတယ်။ဗီတာမင် K ကျွယ်ဝသောအစားအစာတွေကအစိမ်းရရောင်အရွက်များဖြစ်တဲ့ကိုက်လန်ဟင်းနုနွယ်မုံညင်းစိမ်းကော်ဖီထုံးနဲ့အသီးနှံတွေမှာတော့ကီဝီသီးထောပတ်သီးစီးသီး6ပါအခြားအစားအစာမှာဆိုရင်ကြက်ဥအနှစ်အသေးဒိန်ခဲတို့ဖြစ်ပါတယ်ဗီတာမင် K ချို့တဲ့ရင်ဘာဖြစ်မလဲဆိုရင်ဗီတာမင် K ချို့တဲ့တာဟာလူကြီးတွေမှာဖြစ်ခဲပေမဲ့ဖြစ်လာရင်တော့သွေးမတိတ်ခြင်းထိခိုက်မိရင်သွေးထွက်လွန်ခြင်းနှာခေါင်းသွေးခဏရှန်ခြင်းတွေဖြစ်ပါမယ်အညိုမဲဆွဲလွယ်ခြင်းအသားအရည်မှာအကြောင်းရင်းမရှိပဲအညိုကွက်တွေပေါ်လာခြင်းတွေပေါ့အယိုးအားနည်းခြင်းအယိုးကျိုးလွယ်ခြင်းတွေပါအရေးကြီးတဲ့အချက်ကမွေးကင်းစကလေးငယ်တွေမှာဗီတာမင် K ချို့တဲ့ပြီးအုံနောက်အတွင်းသွေးယိုစီးတာမျိုးမဖြစ်အောင်မွေးပြီးချင်းဗီတာမင် K ထိုးဆေးကိုဆရာဝန်တွေကပေးလိရှိပါတယ်ခင်ဗျာဗီတာမင် K ဟာအသည်းမှာ prothrombin လို့ခေါ်တဲ့သွေးခဲစေတဲ့အင်ဇိုင်းထုတ်လုပ်ဖို့အတွက်လိုအပ်ပါတယ်အကယ်၍တယောက်ကသွေးကျဆေး blood thinners ဥပမာ warfarin တောက်နေရရင်ဗီတာမင် K စားသုံးမှုကိုဆရာဝန်နဲ့သေချာတိုင်ပင်ရပါတယ်။ဘာလို့လဲဆိုတော့ဗီတာမင် K ကသွေးခဲစေပြီးဆေးကသွေးကျစေလို့ဆန့်ကျင်ဘက်ဖြစ်နေလို့ပါ။ဗီတာမင် K မှာအဓိက2မျိုးရှိပါတယ်။ဗီတာမင် K1 နဲ့ဗီတာမင် K2 ပါ။ဒီဗီတာမင်2မျိုးကိုတော့နောက်နေ့ဗီဒီယိုမှာဆက်ပြောပါမယ်ခင်ဗျာ။ဗီဒီယိုအရန်ရှည်သွားရင်ညှိငွေ့စရာဖြစ်မှာလဲဆိုလို့ကျွန်တော်လည်းအချိန်သိမ့်မရသေးလို့ပါခင်ဗျာ။အားလုံးပဲကျန်းမာပျော်ရွှင်ကြပါစေခင်ဗျာ။